တွေးလေးနည်းနည်းလေးပူอ่ะပြီးနည်းနည်းလေးခန္ဓာကိုယ်လေးဟိုဟာဖြစ်အောင်လေနည်းလှုပ်ရှားလိုက်မှာကွာသူကနိုင်ဘယ်လိုပြောမလဲနိုင်အေးတယ်လေကလည်းတိုက်တယ်ကွာအဲ့တော့โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကကြတော့စားရွံတီမှာပထမဆုံးတက်တဲ့တောင်ဖြစ်ပါတယ်စားစီမှာပထမဆုံးတက်တဲ့တောင်ကဒီ view ကတော့နောက်က view ပေါ့နော်ဒါပေမဲ့စားစီပထမဆုံးတက်တဲ့တောင်ဆိုရာသီဥတုကတော့တော်တော်အေးတယ်ကိုကတောင်မှာဟိုရောက်ရှိတယ်တောင်မှာဒီဂရီဘယ်လောက်ရှိလဲဆိုတော့ -10 ဒီဂရီရှိတယ်-10 ဒီဂရီရှိရဆိုတော့ဒီခဏနားလိုက်တာနဲ့လေဖျားလေးပါတယ်အေးစင်တယ်လေထုံသွားကိုမျက်နှာလေးဆိုတော့တော်တော်အေးတယ်ကွာတော့ထုံသွားကျော်အခုဒီနေရာတက်လာတာတော့ဒီနေရာကဘယ်လိုလာခဲ့လဲဆိုတော့ကျွန်တော်ဟိုပါပေါ့ဒီကျော်နေတဲ့နေရာနဲ့အရင်တော့မွေးဘူးကျော်နေတဲ့နေရာနဲ့ဆိုနည်းနည်းလောက်ပေါ့ဟိုအဲ့လောက်ကြာတယ်ကွာရထားစီးတာနည်းနည်းလောက်ကြာတယ်ပြီးတော့လမ်းလျှောက်တာတာဝတက်တာဆိုတော့ဟော3နာရီကြာတယ်ကွာတာဝတက်3နာရီအဲ့လိုပေါင်း9နာရီလောက်ရှိတယ်ကွာလမ်းမှာတော့ခဏတော့နားလို့မရဘူးဘာလို့လဲဆိုတော့နားလိုက်တာနဲ့ကွာ9မိနစ်10မိနစ်တော့နားလို့ရတယ်ဒီပို့သွားပြီဆိုရင်တော်တော်အေးတယ်ကွာခန္ဓာကိုယ်တော်တော်အေးတယ်လက်ဆိုတော်တော်အေးတယ်လေဖျားကြီးပါလေအေးလို့အဲ့လိုမျိုးချင်းရှိတယ်ကွာပြီးတော့လေကလည်းအရန်တိုက်တော့ဟိုဆိုးတယ်မခံစားနိုင်ဘူးဒီကရဘလို့ကျွန်တော်အတွေ့အကြုံဆိုတော့ဘလို့ဆောင်းတီမှာဘာတောင်ဆိုတရားတောင်ဆိုတော့ဘယ်လိုပြောမလဲအေဂျီဆိုအနွေးထလေးဆိုကွာအေဂျီလေးဆိုငါးထားဝိုးလိုက်ရစပါးဆိုငါးထားဝိုးလိုက်ရတယ်အဲ့လိုပေါ့ဘာလို့ဆိုတက်ဖို့ဘယ်လိုပြောမလဲတောက်တွေကိုနည်းနည်းလေးကြောက်နေတာကွာဘယ်လိုလဲဆိုတော့ဟိုမှာလည်းနေကြတယ်ကွာနေကြတယ်ဆိုတော့ဘယ်လိုပြောမလဲနေကြတယ်ဆိုတော့ကြော်နေတဲ့နေရာမှာလည်းနေကြတယ်ကွာကြော်နေတဲ့နေရာမှာနေကြတော့ကြောက်တယ်ကွာဘယ်လိုမျိုးပြောမလဲဟိုရဟေကွာကျွန်တော်အခန်းတိုင်းရောရှိပါမလားပေါ့နော်ခန်းတိုင်းရှိပါမလားမတိုင်ခင်ကွာကျွန်တော်နည်းနည်းပါးကွာနည်းနည်းပါးအားကစားလုပ်ထားတယ်တောင်မိတ်ကလေးဆိုတစ်ပတ်လောက်အလိုပေါ့နော်အားကစားနည်းနည်းပါးလုပ်ထားတဲ့ခန်းတိုင်းလေးနည်းနည်းရှိအောင်မို့အဲ့လိုလေးပြင်ဆင်ထားတာပေါ့နော်တောင်ပုံတိတ်ခင်လေးတော့အဲ့လိုမျိုးပြီးတော့ဘယ်လိုလဲအခက်ခဲကဘာတွေရှိလဲဆိုတော့နည်းပေါ်အခုတယောက်တောက်တဲ့ဆိုတော့နည်းနည်းလေးဘယ်လိုလဲခက်ခဲရှိတာပေါ့နော်တောက်ရက်ပြီးအဓိကပြဿနာတော့တောက်ရက်ပြီးတယ်လို့မရှိဘူးဖြစ်နေတောက်ရက်တယ်လို့ရှိတော့tripod နဲ့ပဲရိုက်ရတယ်ကွာtripod နဲ့ပဲဗီဒီယိုဆိုလဲအဲ့လိုပေါ့အချိန်ယူရတယ်ကွာငါtripod တစ်ခုထောင်ဖို့ဆိုတာအချိန်အရင်ကြာတယ်အဲ့လိုမျိုးတော်တော်ကြာတယ်တကယ်လို့တကယ်ချင်းပါဆိုတော့ခဏရေးသိရမလားချိန်ကျွန်တော်လက်စစ်တာကြာလားဘယ်လိုမျိုးသူကပြောပေးတာကွာအဲ့လိုမျိုးရိုက်ရတာပိုပြီးဆင်ပြေတာပြီးတော့အဓိကတော့အဲ့ဒါပြောချင်ပါတယ်ဘာလို့ဆိုတော့ဆောင်းဒီမှာတက်ဆောင်းဒီအရင်နေ့ကဆိုဘယ်လိုပြောလဲအရင်နေ့ကဘာမှလည်းမထွက်ပြီးတမ်းပေါ်ပဲနေတယ်ကွာဒီနေ့ကကြတော့တနေ့လောက်တောက်တက်နေတာဒီနေ့လောက်စမ်းမလဲတောက်တက်တယ်ရိုမန်ဆောင်းတယ်ဆောင်းဦးလဲတောက်တက်ကွာအခုလဲတောက်တက်ဖြစ်နေတာတနေ့လောက်အခုလောင်းမဲ့နေ့လည်းဘူးတော့ဒီတဲ့ဟိုတောက်တက်ဖြစ်ဖို့များပါတယ်တော်တော်များများတော့ဖြစ်တော့တလားတကြိမ်တော့နှဲဆက်တော့တက်ဖြစ်ပါတယ်တလားကြိမ်မဟုတ်လားနှစ်ပတ်တကြိမ်ဟိုအဲ့လိုမျိုးတက်ဖြစ်ပါတယ်တောက်တော့အရင်နေ့ကတော့ဘာမှလည်းအရင်နေ့ကတော့ဘယ်လိုလဲဆိုတော့အရင်နေ့ကတော့ဘာမှလည်းမတော်ဖြစ်ဘူးဆိုတော့ကြောက်တာပေါ့အတွေ့အကြုံလည်းအဲ့လိုမရှိဘူးဆောင်းဒီမှာကျတော့ဆောင်းဒီမှာအခုကပထမဆုံးပေါ့နော်ပထမဆုံးတက်တာကတော့တော်တော်အေးတယ်လေဖျားလေးပါတော်အေးနေဟိုပါးလေးဆိုထုံတာပါးစပ်လေးဆိုလေဘယ်လိုပြောမလဲထုံပြီးတော့လေဘယ်လိုအဲ့လိုအေးလို့ကွာလေးရတဲ့တိုက်တော့အဲ့လိုမျိုးဖြစ်တာ
အတိတ်ကပြောချင်တာအဲ့ဒါပါပဲကျေးဇူးတင်ပါတယ်တတာဘိုင်ဘိုင်နောက်ဗီဒီယိုမှာတွေ့ပါမယ်